အားလုံးပဲမင်္ဂလာပါရှင်အိမ်မှာလက်သွေးကလေးကိုယ်တိုင်လိုက်လုပ်ကြည့်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးထဲမှာမင်းလက်သွေးကလေးလုပ်နည်းလေးပြောပြပေးမယ်နော်အခုလိုမျိုးတနခါကိုပြည့်နှစ်နေအောင်သွေးရပါတယ်ရှင်သူကရေကျဲလို့ရှိရင်ကြတော့အခဲခဲလို့မကောင်းပါဘူးเนาะဒီလိုပြည့်နှစ်လေးဆိုတော့အခဲရေဆုပ်တာလည်းမြန်ပါတယ်ရှင်6ဝယ်ပါတယ်เนาะပြီးလို့ရှိရင်မင်းတို့ကကိုလိုချင်တဲ့လောက်လေးပေါ့เนาะခွက်ထဲမှာဖြစ်ဖြစ်ဒါမျိုးလေးထည့်ထားလိုက်ပါရှင်ဒါမင်းကဗီဒီယိုရိုက်ပြခြင်းလို့များများလေးသွေးပြပေးထားတာပေါ့เนาะဟိုလိုကိုကနည်းနည်းချင်းသွေးလိုက်ထည့်လိုက်လုပ်လို့လည်းရပါတယ်ရှင်သူကသွေးလို့ရှိရင်ရေတန်လေးနဲ့သွေးပေးပါနော်ရေတန်နဲ့ဆိုတော့မင်းတို့အချောက်ခံနေကြတဲ့မှာလောလောဆယ်မိုးရသည်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကမင်းတို့မှုစော်နံမှာမို့လို့ပါရှင်ဖထက်ထည့်ပြီးလို့ရလာတဲ့နှစ်ကိုအခုလိုမျိုးတန့်စင်တဲ့စာရွက်ပေါ်မှာမင်းတို့ရေစုပ်လိုက်ပါမယ်နော်ကိုကဒီလိုမျိုးအပေါ်ရံတရွက်လောက်ပဲယူပြီးတော့အောက်ကသတင်းစာနဲ့ခံလို့ရှိရင်လည်းရပါတယ်ရှင်ဒါပေမဲ့ရေလေးခဏစုပ်လိုက်မယ်ပေါ့နော်သူကအကြာကြီးထားကြမလို့เนาะမင်းတို့ကသွေးကလေးကပြည့်ကလေးသွေးထားဆိုတော့ဒါကတော့မင်းကဗီဒီယိုရိုက်ပြခြင်းလို့မင်းပန်ကာလေးနဲ့6ခန့်ပြလိုက်ပါရပေါ့เนาะအခုလိုမျိုးသူက6ပြီဆိုလို့ရှိရင်ဘေးနှစ်ခန့်လေးတွေကသူကသူကြွတက်လာပြီဆိုရင်မင်းတို့ကအသာလေးခွာယူလိုက်ရုံပါပဲရှင်အဲ့နေရာမှာစက်ကူကရေးကြည့်ရပေါ့နော်စက်ကူမှာကတခြားမတန့်နာတွေပါလို့ရှိရင်သူကတနခါကဲမှာကတ်သွားနိုင်တယ်ပေါ့နော်အဲကြောင့်မို့လို့စက်ကူလေးကိုတော့တန်လေးသုံးပေးပါရှင်ဒါမျိုးကြောက်ပြင်ပေါ်မှာနာလေးပေါက်ရပါတယ်နော်သူကအခဲပေါက်တာနာတော့မှမင်းတို့အခဲလေးခြောက်သွားတဲ့အခါမှာမကွဲလွယ်တာပေါ့နော်ဒါမျိုးလေးနာလေးပေါက်ရပါတယ်ရှင်စီစီပိုင်လေးပေါက်တာများလို့ရှိရင်ဒါမျိုးစီစီပိုင်လေးဖြစ်သွားတာပေါ့နော်ကြောက်ပြင်မှာလည်းမကတ်တော့ဘူးတနခါခဲလေးကလည်းစီစီပိုင်လေးဖြစ်သွားပြီဆိုလို့ရှိရင်မင်းတို့အခဲလေးကိုလိုချင်တဲ့ပုံလေးဖော်လို့ရပါပြီနော်မင်းတို့ကတော့မင်းတို့ရဲ့လက်သွေးခဲပုံစံလေးပဲလုပ်ပြလိုက်ပါတယ်ရှင်သူများစီဟာအခဲတွေလည်းမွဲခြင်းမို့ကိုတိုင်းအိမ်မှာတတမီလေးတွေလိမ့်ပေးခြင်းနဲ့ဆိုလို့ရှိရင်အားတဲ့ချိန်လေးမှာဒါမျိုးလေးသွေးပြီးတော့ခဲလို့ရပါတယ်ရှင်မြေကြီးမပါဘဲနဲ့ခဲလို့မရဘူးဆိုတဲ့သူတွေအတွက်ဒီနီလန်းလေးလုပ်ကြည့်ပါနော်သူများကိုပြောနေမယ်စားကိုတိုင်းနီလန်းလေးဖြစ်မဖြစ်အရင်စမ်းလုပ်ကြည့်ပါရှင်လက်သွေးခဲလေးတွေမင်းစီမှာလည်းမှာလို့ရပါတယ်နော်ဒါလေးကတော့ချစ်စရာလေးရပါပြီရှင်